သမီးတွေနဲ့တွေ့ရလို့ပြောတယ်ဒီနေ့ရဲ့ blog လေးကတော့မိသားစုတွေအကြိုင်းနေမှာတစ်ခါပြန်ဆုံဖြစ်တဲ့ blog လေးပေါ့နော်ဖဖေရမမေရဖွားရတော့မြန်မာပြည်ကနေပြီးမှဘန်ကောက်ကိုမိသားစုနဲ့ဆုံမှုအတွက်လာခဲ့ပေါ့နော်မမကတော့ Australia မှာနေရမို့လို့စင်ကာပူမှာပဲစောင့်နေပါတယ်မိုးတို့မိသားစုတွေစင်ကာပူမှာဆုံကြမယ်ပေါ့နော်အခုဘန်ကောက်ကနေပြီးမှစင်ကာပူကိုသွားဖို့အတွက်လေယာဉ်ကွင်းကိုရောက်နေပါပြီရှင်ရောက်တာနည်းနည်းဆုံးသွားလို့ချက်ကင်ကောင်တော့မဖွင့်တရနဲ့ထိုင်ဆောင်ပါတယ်ဖွင့်တဲ့အခါကျမို့ချိန်ဝင်နေဝင်ပြီးတဲ့အခါမှာဘိုက်စာနဲ့ပဲဖုတ်ကော့ဆင်ပြီးမှမုံနေတော့စားကြရပေါ့နော်ဒါလေးကတော့အရန်စားနိုင်တဲ့ဆန်ဆန်ပဲဖြစ်ပါလေရှင်မိုးတို့တွေက immigration ဖြတ်ပြီးသွားပါပြီဒါပေမဲ့ဖေဖေတယောက်ကြံနေရပေါ့နော်ဖေဖေကမရောက်လာတဲ့ရနဲ့ပဲမိုးတို့တွေစုပြီးမှဖေဖေကိုစောင့်ပါတယ်ဓာတ်ပုံရိုက်ဖို့ပေါ့နော်လူစုံတာနဲ့ပဲအမတ်တရအနေနဲ့ဓာတ်ပုံတွေရိုက်ကြပါတယ်ရှင်ကျမတို့အရင်ဆီယမရအသက်နှစ်ပြည့်သွားဆိုတော့သူ့ခုံနဲ့သူဖြစ်သွားပါပြီဖွားအရန်လာနေရပေါ့နော်မိုးစင်းဟူရောက်တဲ့ခါကျတော့မိုးမျက်နှာဘယ်လိုဖြစ်နေလဲဆိုတော့ကြည့်လိုက်တော့ပေါ့နော်ကမူးတာပေါ့နော်မနဲ့အစိုးထားတာတော့လေရုပ်ပြစ်စင်ပြင်းနဲ့တော်တော်ဆူဆူဝါဝါပဲလေစိတ်မှာတော့မမကကြိုးဆောင်နေပေါ့နော်ဖွား88နှစ်ရှိပြီဆိုတော့လမ်းသိမ့်မလျှောက်နိုင်တော့တဲ့အတွက်ကိုမိုးလိုဝီချဲလေးငားထားပါတယ်ရှင်လေကွန်းမှာတော့ဖေဖေနဲ့မမဖတ်တာမရိုက်လိုက်ရလို့ထပ်ဖက်ခိုင်းပါတယ်ပြီးတော့မိုးတော့ဒီ MRT ကတ်လောက်တယ်ပေါ့နော်တယောက်ကိုတကက်စီလောက်တယ်လောက်ပြီးတဲ့ခါမှာတော့ပဲသူကဘာစိတ်ကောက်နေလဲတော့မသိဘူးပေါ့နော်ရထားပေါ်မှာမျက်နှာကြီးချုံမဲ့နေပါတယ်ဟိုတယ်ချက်ကဝင်ပြီးတဲ့အချိန်မှာမိုးတို့ဘိုက်စာလို့နီးရဖူကော့တစ်ခုမှာထမင်းသွားစားကြပါတယ်ရှင်ဒီနေ့ရဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင်ဆုံးဖြတ်ကြည့်ပြီးလည်းအားလုံးကျေးဇူးတင်ပါတယ်